အခုမြင်နေရတဲ့ကလေးလေးကတော့သူ့ရဲ့ကိုယ်ပိုင်ဘဏ်မှာ CEO ဖြစ်လုပ်ကိုင်နေတဲ့ကမ္ဘာအသက်ငယ်ဆုံးဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ဒီကလေးလေးကသူ့အသက်9နှစ်အရွယ်မှာသူ့ရဲ့ကိုယ်ပိုင်ဘဏ်ကိုတည်ထောင်ခဲ့သူပါ။ပို့ပြီးအဟောစရာကောင်းတာကတော့သူကြီးပြင်းလာတဲ့နိုင်ငံကငွေချင်းအင်အားတောင်တင်းတဲ့နိုင်ငံမဟုတ်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ဒီနိုင်ငံမှာနေထိုင်တဲ့အရွယ်ရောက်ပြီးသားလူတစ်ဝက်လောက်မှသာဘဏ်အကောင့်တွေရှိကြတာပါ။အဲဒီနိုင်ငံကတော့ပီရူးနိုင်ငံဖြစ်ပါတယ်။ကမ္ဘာအသက်ငယ်ဆုံး CEO ကလည်းပီရူးနိုင်ငံမှာပဲမွေးဖွားကြီးပြင်းလာခဲ့ပါတယ်။သူ့နာမည်ကတော့ဂျိုဆဲလို့ခေါ်ပြီးအသက်ငယ်ငယ်လေးနဲ့ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငွေစုတဲ့အလုပ်ကသူ့ရဲ့ပင်ကိုဗီဇမှာပါလာသလားလို့ထင်ရလောက်အောင်ငွေစုတဲ့နေရာမှာတော့ဆရာကြီးဖြစ်နေသူပါ။သူ့အသက်9နှစ်မပြည့်ခင်မှာသူ့ရဲ့မုတ်ဖိုးတွေကိုစုဘူးသုံးဘူးထဲမှာထည့်ပြီးတော့စုပါတယ်။စုဘူးတစ်ခုကိုသူ့ရဲ့အနာဂတ်ရည်မှန်းချက်အတွက်စုတာဖြစ်ပြီးနောက်ထပ်စုဘူးကတော့အခြားသူတွေကိုကူညီဖို့ဖြစ်ပါတယ်။နောက်ဆုံးစုဘူးကိုတော့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့အတွက်ဖြစ်ပါတယ်။ဂျိုဆက်တယောက်ကြောက်တက်စာအရွယ်မှာသူ့ရဲ့အတန်းဖော်တွေကလူချင်းတဲ့အယုတ်တွေကိုဝယ်ဖို့အတွက်ငွေတွေအရန်သုံးတာကိုတတိထားမိခဲ့ပါတယ်။မိဘတွေကကလေးတွေကိုငွေကြေးစီမံသုံးစွဲတတ်အောင်မတင်ပေးတာကိုလည်းဂျိုဆယ်ကအရန်အံ့ဩနေပါတယ်။အဲဒီကနေစတင်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဘဏ်တစ်ခုတည်ထောင်ဖို့အတွက်အတွေးဝင်ရောက်လာခဲ့တာပါ။ဂျိုဆယ်ကသူ့ရဲ့အတန်းဘော်တွေငွေစုတက်အောင်ကူညီနိုင်ဖို့အတွက် BEB ဆိုတဲ့ကိုယ်ပိုင်ဘဏ်ကိုဖွင့်လှစ်လိုက်ပါတယ်။သူ့ရဲ့ BEB ဘဏ်မှာငွေစုလို့ရပြီးဒဘစ်ကတ်ကိုလည်းပြုလုပ်ပေးထားပါတယ်။ကျောင်းသူကျောင်းသားအယောက်20နဲ့စတင်ခဲ့တဲ့သူ့ရဲ့ဘဏ်ဟာအခုဆိုရင်တော့လာရောက်အနှံသူတွေထောင်ချီပြီးတော့ရှိနေပါပြီ။ဘဏ်လုပ်ငန်းကဂျိုဆယ်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာတာကြောင့်ဝန်ထမ်းရှိရာကိုလည်းခန့်ထားပါတယ်။သူ့ရဲ့ဝန်ထမ်းတွေကတော့သူ့ထက်အသက်ကြီးသူတွေဖြစ်နေပြီး BEB ဘဏ်ရဲ့ CEO ကတော့ကျောင်းသားလေးဖြစ်နေပါတယ်။ဂျိုဆယ်ထံမှာငွေအပ်သူတွေကငွေစုမိမှာဖြစ်တယ်လို့ပတ်ဝန်းကျင်ကိုလည်းထိမ့်သိမ့်မိသားဖြစ်သွားစေပါတယ်။ပလတ်စတစ်တွေကိုကောက်ပြီးတော့ဂျိုဆယ်ရဲ့ဘဏ်မှာလာအရင်ဂျိုဆယ်ကဘဏ်အကောင့်တွေကိုငွေတွေထည့်ပေးပါသေးတယ်။အခုဆိုရင်တော့ဂျိုဆယ်ရဲ့ဘဏ်ကကလေးတွေအတွက်အကျိုးရှိစေမယ့်စီစဉ်တွေကိုစီမံထားပါတယ်။ကလေးတွေအတွက်ချေငွေပညာရေးကျန်းမာရေးနဲ့သက်ဆိုင်တဲ့အရာတွေအတွက်ဝန်ဆောင်မှုတွေပေးနေပါတယ်။ဂျိုဆယ်ကသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဆောက်ရှောက်နေသူလည်းဖြစ်တယ်လို့အသက်ငယ်ငယ်နဲ့စွန့်တီထွင်လုပ်ငန်းရှင်ဖြစ်လာတာကြောင့်စုတွေများစွာလည်းချီးမြှင့်ခံထားရသူပါ။ဂျိုဆယ်ရဲ့ BEB ဘဏ်ကတော့ကမ္ဘာပေါ်မှာကလေးတယောက်စတင်တည်ထောင်ခဲ့တဲ့ပထမဆုံးဘဏ်ဖြစ်ပါတယ်။ပီရူးနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကဂျိုဆယ်နဲ့အတူအလုပ်တွေတွဲလုပ်ကြသလိုဘုရင်မကြီးအဲလစ်ဘတ်နဲ့ကမ္ဘာကုလသမဂ္ဂကလည်းဂျိုဆယ်ကိုဂုဏ်ပြုထားပါတယ်။အစပိုင်းမှာတော့ဂျိုဆယ်ကဘဏ်တစ်ခုတည်ထောင်မိပြောတဲ့အခါသူ့ကိုယူနေပြီလို့ထင်ခဲ့ကြတာပါ။လောင်ပြမှုတွေဝေဖန်မှုတွေများစွာကိုခံခဲ့ရပေမယ့်ဒီစကလုံးတွေကတော့သူ့ရဲ့ပြင်းပြတဲ့ဆန္ဒကိုမတားဆီးနိုင်ခဲ့ပါဘူး။ဂျိုဆယ်ရဲ့အောင်မြင်မှုကတော့ရွယ်တူတွေကိုဒါမကစ조사နေစေလူငယ်တွေလူလက်ပိုင်းအရွယ်တွေကိုပါအားတက်သွားစေပါတယ်။ကမ္ဘာအသက်အငယ်ဆုံးဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့ဂျိုဆယ်နဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုကွန်မန့်လေးမှာဝေမျှခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ထူးခြားဆန်းခြားကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်။